အမျိုးသမီးတယောက်ကိုမတင်တော်တာလုပ်ပြခဲ့တဲ့ဒါရိုက်တာမောင်မောင်မြင့်အကြောင်းဖွင့်ချလာတဲ့သတင်းတောက်တူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဘောင်းမီဆလဘရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမျိုးသမီးတဦးကိုသူ့ရဲ့မတော်တရောလှန်ပြတဲ့ဒါရိုက်တာဦးမောင်မောင်မြင့်ရဲ့အကြောင်းကိုဖွင့်ချလာသူကတော့ဇူလိုင်မိုးဆိုတဲ့သတင်းတောက်ဖြစ်ပါတယ်ဦးမောင်မောင်မြင့်ဆိုတာကမြန်မာရုပ်ရှင်လောကမှာတရုတ်ဆောင်ဒါရိုက်တာဇာညွန်ရေးဆရာထုတ်လုပ်သူပရိုဂျူဆာစသဖြင့်အဆွေဆုံးရအနုပညာရှင်ကြီးဖြစ်ပါတယ်ဒါအပြင်ဒါရိုက်တာမောင်မောင်မြင့်ဟာငယ်ငယ်ရွယ်ရွယ်နဲ့အဆုံးပါကွယ်လွန်သွားတဲ့တရုတ်ဆောင်မင်းသားပြည်ငင်းရဲ့ဖခင်လေးဖြစ်ပါတယ်။အခုပြည်ခဲ့တဲ့ရက်ပိုင်းမှာတော့ဒီလိုမျိုးဝါရင်ဆွဲဆုံးရကနေဝင်အနုပညာရှင်ကြီးဦးမောင်မောင်မြင့်ဟာအသက်64နှစ်အရွယ်မှာကွယ်လွန်အနေဆရောက်သွားခဲ့ပါပြီ။ဒီလိုမျိုးဦးမောင်မောင်မြင့်တယောက်ဆုံးပါကွယ်လွန်သွားချိန်မှာပြဿနာတက်ခဲ့ရကတော့ဦးမောင်မောင်မြင့်ရဲ့ပထမဇနီးတဲ့နဲ့ဒုတိယဇနီးမိသားစုကြားမှာဖြစ်ပါတယ်။ဦးမောင်မောင်မြင့်ဟာ1950ကျော်ကနေ1995ခုနှစ်အထိတရုတ်ဆောင်မင်းသားပြည်ငင်းရဲ့မိခင်ပထမဇနီးနဲ့ပေါင်းတင်ပြီးတော့ပြည်ငင်းပါဝင်သားသမီး3ယောက်ကိုမွေးဖွားခဲ့ရပါဒါပေမဲ့နောက်ပိုင်းမှာတော့ဦးမောင်မောင်မြင့်ဟာအသက်60အရွယ်မှာသူနဲ့အသက်40กว่าတဲ့အသက်20အရွယ်ဇနီးငယ်ငယ်ချောချောလေးနဲ့ခိုးရလိုက်သွားခဲ့ရပဲဖြစ်ပါတယ်။ဦးမောင်မောင်မြင့်ဟာအဆိုပါချိန်ကနေစတင်ပြီးတော့အသက်40ကျော်กว่าတဲ့ဒေါ်စီစီစိန်ဆိုတဲ့ဇနီးငယ်ငယ်ချောချောလေးနဲ့ဘဝကိုဖျက်ဆီးခဲ့ရပါဒီကနေ့ရက်သက်တစ်ပတ်ကဦးမောင်မောင်မြင့်အဆုံးပါသွားတဲ့အထိဒုတိယဇနီးဒေါ်စီစီစိန်ကပဲဦးမောင်မောင်မြင့်ရဲ့အနားမှာပြုစုပေးခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ဦးမောင်မောင်မြင့်ကိုသားသမီး2ယောက်ကလာမကြည့်ဘူးလားဇနီးကပဲပြုစုနေရလားစသဖြင့်မေးခွန်းထုတ်ကြပါတယ်ဒေါ်စီစီစိန်ကိုယ်တိုင်ကလည်းသူမဟာအသက်40ကျော်กว่าတဲ့ဦးမောင်မောင်မြင့်ကိုစိတ်ရောလူပါပေးဆက်ပြီးချစ်ခဲ့ကြောင်းပြုစုဆောင်ရှောက်ပေးခဲ့ကြောင်းဒီလိုပြုစုဆောင်ရှောက်ပေးလို့လည်းသူမဘက်ကညှို့ညင်တာမျိုးမရှိခဲ့ကြောင်းဦးမောင်မောင်မြင့်ရဲ့ဇနီးတဲ့ဒေါ်စီစီစိန်ကပြောခဲ့ပါတယ်သူမဟာဒီလိုမျိုးအင်တာဗျူးဖြေတာကိုဦးမောင်မောင်မြင့်ရဲ့ပထမဇနီးတဲ့မိသားစုဘက်ကတစက်လေးမှသဘောမတူပါဘူးအထူးသဖြင့်ဦးမောင်မောင်မြင့်ရဲ့တူမတော်ဆက်ပါတယ်ဆိုတဲ့ဇက်ဖို့တရုတ်ဆောင်ထူးမွန်ကမီဒီယာအင်တာဗျူးတွေကနေတဆင့်ကက်ကက်လန်အောင်တဲ့ဖြေရှင်းနေပါတယ်တရုတ်ဆောင်ထူးမွန်ကဒေါ်စီစီစိန်ဟာအသက်20အရွယ်မှာဦးမောင်မောင်မြင့်ရဲ့အိမ်ကိုတက်ပြီးတော့အသက်60အရွယ်ဦးမောင်မောင်မြင့်ကိုဖျားယောင်းသွေးဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုမျိုးဇနီးကြီးနဲ့ဇနီးငယ်ကြားပြဿနာဖြစ်နေချိန်သတင်းတောက်ဇူလိုင်မိုးကဒီလိုလူမှုရေးအရှုံရှင်ဖြစ်ရတာကဒါရိုက်တာမောင်မောင်မြင့်ကြောင့်ဖြစ်တာလို့ဆိုခဲ့ပါတယ်အဆိုပါသတင်းထောက်အမျိုးသမီးကသူမဟာသတင်းယူနေစဉ်ဦးမောင်မောင်မြင့်နဲ့ကောက်ကွင်းတစ်ခုမှအမှတ်မတင်ဆုံးခဲ့ပူတာပါဒီလိုမျိုးချိန်မှာဦးမောင်မောင်မြင့်ဟာကောက်ရိုက်ပြီးနားနေဆောင်ကိုဝင်သွားခဲ့ပါတယ်ဦးမောင်မောင်မြင့်နဲ့အတူအခန်းထဲကိုကောက်အိတ်တွေတည်သွားတဲ့အခက်တီအမျိုးသမီးလည်းပါဝင်သွားခဲ့ပါတယ်ခဏကြာမှအဆိုပါအမျိုးသမီးလေးကပြန်ထွက်လာပြီးတော့ဦးမောင်မောင်မြင့်ဟာထောင်မှတ်နေတဲ့သူ့ရဲ့ပစ္စည်းကိုကင်ပြကသူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုခဲ့ကြောင်းဆိုပါတယ်ဒါကြောင့်လည်းသတင်းတောက်ဂျူလိုင်မိုးကအခုချိန်မှာဇနီးအကြီးသားသမီးတွေနဲ့ဇနီးငယ်တို့ပြဿနာဖြစ်တာကဦးမောင်မောင်မြင့်ရဲ့အချင်းစရိုက်တွေကြောင့်ဖြစ်ကြောင်းပြောခဲ့ပါတယ်လူတွေကတော့ဦးမောင်မောင်မြင့်တယောက်အသက်မရှိတော့မှအဆက်ပြန်ကွဲနေရတဲ့အဖြစ်ကိုသနာကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဦးမောင်မောင်မြင့်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်